အားလုံးပဲမင်္ဂလာပါရှမ်းကြီးဖူဘောကနေကြိုဆိုလိုက်ပါရစေအင်္ဂါနေ့ရဲ့နောက်ဆုံးရအားတင်းတွေကိုတင်ဆက်ပေးသွားမှာပါဘီဘာအိုနဲ့ကစားမဲ့ချန်ပီယံလိပွဲမတိုင်ခင်ဒီကစားသမား9ယောက်တင်ရနေတာမို့အာဆင်နယ်ညီပြအာဒီတာဆင်ညစ်နေရပါတယ်တိုက်စစ်မှာကန်ယာဗန်နစ်ဆာကာကွင်းလင်မှာအိုဒီကက်ကန်စစ်မှာဆာလီဗာနဲ့ဂါဘရီယယ်တို့ကအားရတာကြောင့်အာဆင်နယ်လူစလင်းကအားနေနေတာပါအာဒီတာကတော့ဆာလီဗာတယောက်ပြန်ကစားနိုင်မယ်လို့မျှော်လင့်နေပြီးတော့ကစားသမားတွေအများစုပြန်လဲကောင်းမွန်လာဖို့ကြိုးစားနေတဲ့အကြောင်းပြပြထားပါတယ်ဒန်ယာကြောင့်ရီယက်တင်ပွဲစဉ်တွေမှာလွဲချိုးနေတဲ့ကွင်းလဲသူဘယ်လင်ဂန်ကမာစီနဲ့ကစားရမယ့်ချန်ပီယံလိပြန်ပွဲမှာပြန်ပါလာဖို့ရှိပါတယ်လက်ရှိမှာဘယ်လင်ဂန်ကအသင်းနဲ့အတူလက်ကျင့်ခံနေပြန်ဆင်းနေပြီဖြစ်ပြီးတော့လူစီးမှာပါဝင်လာဖို့ရှိနေတာပါဘယ်လင်ဂန်ကပြန်ပါလာမယ်ဆိုရင်တော့လူငယ်တက်စစ်ကစားသမားမက်စတန်တူအိုနိုကအရန်ခေါ်မှထိုင်နေရဖို့ရှိနေပါတယ်မန်ယူအသင်းနီးပြအမိုရီကခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်းသူ့ရဲ့နီးစနစ်ပိုင်းကိုဆွတ်လွတ်မှာမဟုတ်တဲ့အကြောင်းဖွင့်ဟလိုက်ပါတယ်။မန်စီးတီးကိုကိုပြတ်ရှုံခဲ့တဲ့ပွဲစဉ်အပြီးမှာအမိုရင်ရဲ့နီးစနစ်ပိုင်းဝေဖန်မှုများစွာရင်ဆိုင်နေခဲ့ရပေမဲ့အမိုရင်ကတော့သူ့အနေနဲ့ဘုတ်အဖွဲ့ကပြောင်းလဲခိုင်းတော့မှသူ့ကစားဘက်ကိုပြောင်းလဲမှာမဟုတ်ကြောင်းဖွင့်ဟထားပါတယ်။အက်တလက်တီကိုနဲ့ကစားရမယ့်ချန်ပီယံလိပွဲစဉ်မှာလီဗာပူးကစားသမား9ယောက်လောက်လွဲချော်ဖို့ရှိနေတာပါ။တိုက်စစ်ကအီဆက်နဲ့ချီရီဆာတို့အပါအဝင်ကစားသမား9ယောက်လောက်တန်ရာရနေတာဖြစ်ပြီးတော့ချန်ပီယံလိပွဲကိုလည်းလွဲချော်နိုင်ပါတယ်လီဗာပူးရဲ့အဓိကကွင်းလယ်လူမက်အလက်စတာလည်းဒဏ်ရာရရှိနေတဲ့အကြောင်းနီးပြစလောကပြောပြထားပါတယ်ဒီနှစ်ချန်ပီယံလိမှာပိုဆွဲနိုင်မဲ့အသင်းအဖြစ် PSG ကထိပ်ဆုံးမှာရပ်တည်နေပါတယ်နိုင်ငံတကာ website တွေမှာလည်းအလေးပေးမှုမှာလီဗာပူးကဒုတိယနေရာအာဆင်နယ်ကတတိယနေရာမှာရပ်တည်နေပြီးတော့ရီယယ်နဲ့ဘာစီလိုနာတို့ကအဆင့်4နဲ့5နေရာတွေမှာရပ်တည်နေကြပါတယ်။ဖိုင်ယန်မြူနစ်ကပိုဆွဲနိုင်မဲ့အဆင့်6နေရာမှာရှိနေပြီးမန်စီးတီးကအဆင့်9နေရာမှာရထားတာပါ။ဒီနေ့ရဲ့နောက်ဆုံးရသတင်းတွေကတော့ဒီလောက်ပါပဲ။နောက်ရက်တင်မှာလည်းအာသာသတင်းတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့အမိကြပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။